ဒီတော့တွေကိုကျွန်တော်တယောက်တည်းဝင်လာဖို့ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတယ်ဘလို့အန်ရီနဲ့ကြုံတွေ့နိုင်မလဲဆိုတာကျွန်တော်အခုချိန်ထိဘာမှမသိသေးပါဘူး let's go okay တော့ဒီတော့မှဘယ်သူမှမရှိဘူးနေ့9နိုင်ထိုးနေတယ်အဲ့တော့ညောင်းနေမှာဆိုနေညတော့မီးပုံอ่ะဗီဒီယိုလေးမစခင်မှာ subscribe လေးနဲ့ကျွန်တော်ကိုကူညီပေးခဲ့ကြပါခင်ဗျာ okay အခုဆိုရင်ရှောက်ပြီတော့တွေကိုဒီအရင်စဝင်မယ်လို့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါပေမဲ့အဆင်ပြေနိုင်မလားဘယ်လိုဖြစ်လာမလဲပထမဆုံးခီးမှာတော့တတရလေးပါပဲအရာအလုံးကကျွန်တော်တို့အဆင်ပြေနေတယ်လို့ပဲပြောရမှာကျွန်တော်တွေ့တဲ့နေရာလေးမှာလမ်းလေးလျှောက်လိုက်ဓာတ်ပုံလေးရိုက်လိုက်တာဟောက်နေတာပဲဒါပေမဲ့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ဒီလိုလမ်းနေမှာဖြည်းဖြည်းနဲ့အနေလေးတစ်ပိုင်းတစ်စားဖြစ်လာမှာသူနှစ်လမ်းစာပဲရှိရှုခင်းလေးလှလို့ဆိုပြီးကျွန်တော်သွားတက်ကြည့်လိုက်တာအောက်ကိုကြည့်လိုက်တာကျွန်တော်တော်တော်ရင်ထိတ်သွားတယ်တကယ်ရင်ထိတ်သွားတယ်ကျွန်တော်မသိပဲနဲ့တက်သွားလိုက်တယ်အဲ့နေအောင်ကျွန်တော်အောက်ကိုကြည့်မိလိုက်တာအဲ့နေရာမှာအောက်မှာဆောင်းနေ god shit အဲ့ကြောက်ရင်မဟုတ်ကြောက်တော့လည်းချောနေတယ်ဟိုမှာလုံးဝဖြည်းဖြည်းခဏနဲ့နေဝင်တော့မှာကျွန်တော်ဆင်းဒီဘက်မှာကြည့်ကျွန်တော်ချောလို့မရအောင်ချောရင်တော့ကြောင်းအနက်ကြီးပဲဒီမှာအောက်မှာကျွန်တော်ချောလာအောက်မှာကြောက်ရှိဆောကြောက်စရာရှင်နေခဲ့ပြီလေတရားကြအောင်မောင်းတော့မောင်းနေပြီစောရမှာရေရှိမလားလို့ရှာရင်းနဲ့ရေခမ်းနေတဲ့ရေတကုံတစ်ခုကိုတော့တွေးခဲ့ပါဒါမဲ့လည်းဒီလိုရေစားလေးများရှိမလားရေတကုံဖြစ်မှာရှာဖို့ရဲဆွန့်ပြီးတားခဲ့လိုက်ပါတယ်အခုကနှွေရသည်ဆိုတော့ရေတွေလည်းမရှိတော့ဘူးအားမရှိတော့ဘူးရေအသေးစားဒီထပ်ပိုင်းတော့ချင်တယ်ဒီပေါ်ပိုင်းဆောင်းအနေနဲ့ဆောင်းအနေနဲ့တော့ဒီတော့မှဘယ်သူမှမရှိဘူးနေ့9နိုင်ထိုးနေပြီအဲ့တော့ညောင်းနေမှာဆိုရင်ညလုံးမီးပုံอ่ะအဲ့ဒါယူလို့ပါ
ဒီမှာချင်းနေတိတ်မကောင်းဘူးနည်းနည်းကြောက်စရာကောင်းလားအိုးဒီမှာငါးလေးရှိနေအားငါးလေးရှိငါးလေးဟိုမှာတက်လာငါးလေးရှိနေအများကြီးပဲ ဒါနဲ့ပဲဒီနေရာမှာနေရတာစိတ်ကတိတ်မတန့်တာနဲ့တမျိုးကြီးစိတ်တွေမှာဖြစ်လာတယ်အဲ့လိုအနာကလည်းစိမ့်ရွှင်အနိုင်လို့ဘာလို့လဲအဲ့ဒါကြောင့်မို့ကျွန်တော်နေရာပြောင်းဖို့ဆုံးဖြတ်ချက်ချခဲ့လိုက်ခြားနောက်တစ်နေရာကိုကျွန်တော်ဆက်သွားမှာပေါ့အဲ့တော့နှာခေါင်းထဲမှာတမျိုးကြီးပဲအနိုင်ရဘလို့အနိုင်လဲအဲ့တော့ဒီနေရာဒါတိတ်အဆင်မပြေဘူးလို့ပဲပြောရအောင်အဲ့ဒါကြောင့်မို့ကျွန်တော်နေရာရွှေ့ဖို့ဆုံးဖြတ်ချက်ချခဲ့လိုက်ဆိုစဉ်းစားတယ်တခုတော့မေးတောင်းပေါ်မှာငားတွေကဘယ်ရလာဒီတောင်းပေါ်ငားတွေဘလို့တက်လာအဲ့ဒါကိုသိချင်တယ်မတဟူးဘာနဲ့မှမတူတော့ဖီနားဒန်းလေးတော့ရှိတယ်တေးလေးတော်လာလေငါတဖြည်းဖြည်းမှောင်လာပြီမှောင်လာပြီတော်တော့မှာစီကျော်ကင်မရာကျွန်တော်ရိုက်လို့တိတ်မကြွအောင်ဘာလို့လဲဆိုတော့ကျော်ကင်မရာမှန်းလည်းမဟုတ်ဘူးအဲ့ဒါကြောင့်မို့တော်ရမှာတကယ်လို့လမ်းပြောင်းရင်ဘယ်လိုဆက်လုပ်မှာစဉ်းစားကြည့်တော်ရမှာတကယ်လို့လမ်းပြောင်းသွားမှာဆိုဘယ်လိုဆက်လုပ်မှာညာရင်ဘယ်လိုဆက်သွားမှာကျောင်းမှာအဲ့လိုမြေပုံလည်းမပါဘူးအားပါအောင်ဒါနဲ့အပိုင်းနှစ်ပတ်တူမှာဒီထက်စိတ်လှုပ်ရှားစရာဆင်းနေအများကြီးပါလာလို့ channel လေးကို subscribe လုပ်ထားပါဦးခင်ဗျာ